ပြည်ကြီးငါးနဲ့အစွန်နဲ့ထဲကြော်ပါမယ်အဲဆိုတော့ပဲတီးပါမယ်ပြောင်းမှုပါမယ်ဥနီပါမယ်ခရမ်းချင်းတီးပါမယ်ပစွန်ရဲ့ပြည်ကြီးငါးပါမယ်ဒီကောင်ကတော့စက်သွန်ပြုံးလို့ဆင်းထားပါနော်ဒီနေ့လေးနဲ့ကြော်မှာဖြစ်ပါတယ်အားလုံးမငင်းချင်လေးနဲ့ထည့်လိုက်ပါတယ်အချင်းရတာပါအောင်လို့ပြီးရင်ကြော်မယ်ထမင်းကိုအရသာနယ်ပြီးတော့မှခဏထားထားပါမယ်သကြားထည့်မယ်ပြာရည်လေးထည့်မယ်ငံပြာရည်ပဲငံပြာရည်ပေါ့နော်ငံပြာရည်လေးနဲ့ပေါင်းမယ်စက်သမုံနဲ့ထည့်မယ်ဒီထည့်ပါမယ်နဲ့ထားတဲ့ပြင်လိုက်ပါကြောပါမယ်တော့ပါမယ်ထားတဲ့ထမင်းထည့်ပါမယ်ဒီနေ့ထည့်မယ်ရပါပြီရတာလေးမြည်ကြည့်ပါအောင်မယ်so good okay စားပါတော့မယ်တန်တန်当当当。